sound ကျွန်တော်ရဲ့ဖေဒီချက်ပြုတ်သူတယောက်ရဲ့ဒီ my mother is a ဒေါက်တာကျွန်တော်ရဲ့အဖေဒီဆရာဝန်တယောက်ရဲ့ဒီ my uncle is a ဆွမ်းမကျွန်တော်ရဲ့ဦးလေးဒီလက်သမားတယောက်ရဲ့ဒီ my aunt is a teacher ကျွန်တော်ရဲ့အတော်ဒီဆရာမတယောက်ရဲ့ဒီ my sister is a student ကျွန်တော်ရဲ့အပါဒီကျောင်းသူတယောက်ရဲ့ဒီ my brother is a ဒါကကျွန်တော်ရဲ့အတော်ဒီကားချတဲ့တယောက်ရဲ့ဒီ my cousin is a sailor ဘယ်ညမှာတောင်းတာလဲဗျာ